ဒီလူဟာ20ရာစုအစောပိုင်းတုန်းကနာမည်ကြီးခဲ့တဲ့ဖြောပြရေးပညာရှင်တူပါ The corner of my eye and got Madam Tetralini giving us the once over. I guess she knows she's got a good act. One of the best in the business. လက်မပါပဲစလိတ်ကလေးကိုစက္ကန့်60အတွင်းမှာသင်ကိုယ်တိုင်လိုက်ပြီးတော့မင်းကြီးတောင်းနိုင်မလားဒါဟာလူအများစုအတွက်တော့မဖြစ်နိုင်ဘူးလို့ထင်ရပေမဲ့လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်ကလူတစ်ယောက်ကတော့တာရောကဘာကျော်ရဲ့အထိလုပ်ပြခဲ့ပါတယ်သူ့မှာလက်တွေရှောက်တွေတခုမှမရှိပါဘူးသူ့နာမည်က Prince Randian မှာ1882ခုနှစ်မှာခါရလာနိုင်ငံမှာမွေးဖွားခဲ့ပြီးတော့ Tetra Amelia လို့ခေါ်တဲ့ရှားပါတဲ့ယောဂါကြောင့်ခြေလက်တွေမှာပဲနဲ့မွေးဖွားလာခဲ့တာပါဒါပေမဲ့သူဟာမတန်ဆွမ်းသူဆိုတဲ့အမည်ကိုအံ့ဩဖွယ်အရေးချင်းတွေနဲ့တုံ့ပြန်ခဲ့ပါတယ်သူဟာဘာသာစကား9မျိုးအထိကျမ်းကျင်စွာပြောနိုင်အောင်မကဘဲနဲ့သူ့ရဲ့ပါးစပ်နဲ့မေးစီကိုအတုံးချပြီးစာရေးတာပကြီးဆွဲတာနဲ့ဇပင်လိုက်တာတွေကိုပါကိုယ်တိုင်လှုပ်ဆောင်နိုင်ခဲ့ပါတယ်သူ့ရဲ့ကဘာကျော်ရဲ့သိပညာကတော့ဆေးလိလိုက်တာပါပဲဝက်ကြီးပရိသတ်တွေရဲ့အရှိမပဲဆေးရွက်ကြီးကိုစက်ကူတဲ့ထက်လိတ်ပြီးတော့မင်းကြီးဆန်ကိုချစ်ပြီးတော့မင်းကြီးတောက်ပြတဲ့အထိတိကျလုံးနဲ့ထိချုံမှုတွေကိုပြသနိုင်ခဲ့ပါတယ်။အဲကြောင့်ပဲသူ့ကိုအသက်ရှိနေတဲ့ကိုတဲ့ The Living Torso လို့လူသိများခဲ့တာပါ။လူတွေကသူ့ကိုဖြောပြရေးပွဲတွေမှာထူးဆန်းလို့ကြည့်ခဲ့ကြပေမဲ့စင်းရဲ့နောက်ွယ်မှာတော့ Randian ကအလွန်ထက်မြက်ပြီးတော့ဟာတညံရှိတဲ့သူတစ်ယောက်ပါ။သူဟာအိမ်အောင်ကျခဲ့ပြီးတော့ကလေး9ယောက်ထိထုံကခဲ့တဲ့အပြင်တာမန်လူတယောက်လိုပဲပျော်ရွှင်တဲ့မိသားစုဘဝကိုတည်ဆောက်နိုင်ခဲ့ပါတယ်။1932ခုနှစ်မှာထွက်ရှိခဲ့တဲ့ Prince ဆိုတဲ့ရုပ်ရှင်မှာလည်းသူကပေါင်းနဲ့တရုပ်ဆောင်ခဲ့ပါသေးတယ်။ Prince Randian ရဲ့ဘဝကကျမတို့ကိုသင်ခန်းစာတစ်ခုပေးထားပါသေးတယ်။အဲ့ဒါကတော့ခန္ဓာကိုယ်အစိတ်ပိုင်းတွေမပြေဆုံးတာကသင်ရဲ့ဘဝကိုမရတတ်စေနိုင်ပါဘူး။သင်ရဲ့စိတ်ဓာတ်ကသာသင်ကဘာကိုဆုံးဖြတ်တာပါဆိုတဲ့အချက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။